ဇလန်းကောင်းကောင်းတွေကိုအစဉ်အမြဲကြည့်ရှုနိုင်မှုအတွက်ကျွန်တော်တို့ရဲ့ MK Entertainment YouTube Channel လေးကို Subscribe လုပ်ထားပေးကြပါခင်ဗျာ呀，你塞到了？你爱谁看他什么哦？妈，我要拿个沙盆，如果有人今天对呀呀，妈他也到来哦。你嘞，屋里有嘞，刚刚回家的来。哦，你好，怎么样？你这我拢知，我第一屋啊咯，心里就在表不嘞哈，然后咪妈屋嘞，哎呦，你我刚刚讲，靠起来的。他来吧啦，人家地蛮不饱。哪里？你看你啊，去下屋里找下。有干呀，这一刻的呀，不干啥路，我现在拿不去搞屋里去吧哈。ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါရှင်ဒါနဲ့အေးတောက်လိုက်အောင်အိမ်ပြန်နောက်ကြတယ်အေးလိုက်နောက်ဘက်ကြည့်ကြပေါ့အေးမဖုန်းဆက်လိုက်မယ်လေဒီပါ
ဦးလေးဒီဦးလေးဘယ်လောက်လဲ ဟုတ်တသိန်းနဲ့ပါသမီး ဦးလေးလည်းများလိုက်တာ မများပါဘူးသမီးလေဒီအိုးရဲ့ရာဇဝင်ကိုပြောနေတာအရှိကြီးဟိုလွန်ခဲ့တဲ့1400လောက်ကဘုံမာလာဆန်မြန်းနဲ့ရှင်စောဖို့ဘေးမှာကြီးဒဂုံဆန်တော်ရှင်မှာပန်းကတ်တဲ့နေရာမှာသုံးနေဟုတ်တယ် ဦးလေးကလည်းဖြစ်နိုင်တယ်ဆိုတာမသိကြမမြင်ရတဲ့ဦးလေးပြောသလိုအင်းမခက်ကဟာရတော်လေဒီအိုးကပန်းကနုတ်တွေကြည့်ရတာလေအိမ်ကြီးကပဲနည်းနည်းຫນွယ်နေတယ်လို့ပြောတယ် ဒီအိုးမင်းတို့ရင်ဘာတောင်းတက်ပြီလဲရှော့ဖေးတာ ဟုတ်အဲ့ဒါဆိုသမီးယူသွားလိုက်မယ်နော် ရရဟာ ရေးကြည့်ပါ အေးပါရဒီလို ဟယ်လို ဟဲ့မိဖြူနေနေပြီလား အေးသေးပါဘူးဟာဒီမှာလေးလာစရာရှိတာလေလေးလာနေတော့ အေးလေးလာလဲလေးလာတာဗောတော့ကြအိတ်ပြက်စာပြက်နေယောက်ျားမြူခင်ခိနေအောင်မယ် မာငါလေယောက်ျားယူဖို့စိတ်ကိုမကူတာတိလားနေပါဦးမင်းဒီချင်းငါ့ကိုဖုန်းဆက်တာဘာကိစ္စလဲ လက်ဖြတ်ငါလုံးမရှိလို့ရုပ်ရှင်ကြည့်ချင်လို့အာနင့်ကိုဖော်ဆက်မလို့ ငါလေဒီရက်ပိုင်းအားမှမဟုတ်ဘူးဟာအရေးကြီးတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကြောင့်လေးလာနေလို့နောက်ပတ်မှကြည့်ဟာနော် တော်ပြီပြောတော့နောက်ဘယ်တော့မှလည်းမကြည့်တော့ဒါပဲ ဟဲ့ဟဲ့ဟော ဟ
这样吧，那个，哎。这地方呀，天，啊，我这个，天呀，那个下，到了我很，你看，不看了，没了我。哎呀，一路这的，你还不，还ดู啊，你看我面目啊，偏来了，老王面目了。面目嘞，我吧，别嘞，哎呀，面目面啊，我他别个，我面目，哎，我来这过去，这过去，呀，小话，哎，我们来，我们来，啥子？没有人在说。你看，啊，你怎么说？没有的，没有人说个说的。哎呀，这没样嘛的，先不对嘞，不要怎么看那这样的嘞？现在我怎么看那电视里俺电视我们怎么想钱的单元？没买也多点嘞，没想说到这道理。你看见俺不要了，说人家不对。先帮咱这样了，他好帮他们爸爸，对吧？现在在还有，看到了，拍到了什么？拍到了人。妈，现在别的哪了，怎么没丢？怎么对了？怎么看那电视里俺电视我们啊，先要不要没？小辈都来小辈呗，我俺辈要要了。哪有变名？俺不是变名呗。阿媽，咁你幹嘛咧？俾人話你လာ表你啊？點啊？是怎麼咁你嘅接落鋪頭唔先講嘅咯？做唔嚟冇㗎。做呢可能批位所咗呢，上天嘛大開嚟咯。肯定用唔到一個人定㗎。喲，做到大開嚟嘛，呢件嘢嘅。都冇錯嘛。琴日老人好講所咗多，佢講嘛對，မျိုးအောင်ဆိုတဲ့အရှင်ကြောင့်呢，မျိုးအောင်သမီးလေးတွေခွေးချင်းကြံနေလို့嘛。是哪里来表娘嘞？谁不对嘞？做那么样情况，大家有点养那种，周边下山的部分。是，下山的部分先别。好的。哈，怎么了哩？你现在谁能啥玩？怎么你现场交价吧？就你妈咪啊，မိဘတွေထားခဲ့တဲ့ညာတူတူကိုကြီးဘာလဲခဏဟောလားအေးကိုကြီးကိုလည်းမရှာလေးရယ်ဒီထဲမှာပြီးတော့ဒီဘက်မှာလည်းရှိနေတယ်နေလိုက်ရတယ်ကိုကြီးလည်းလေတဲ့အလုပ်တွေပြီးသွားပြီညီမလေးကိုရွာပြင်လမ်းလေးပြင်ပြီးဒီကိုရောက်နေဟုတ်ငါဆွေးစားပါလေကိုအေးဆက်မယ်ညီမလေးဘာကြီးတဲ့ချက်လဲညီမလေးဆုံးလို့ပြီးချက်ဟာကြိုက်ပဲအညီမလေးချက်တော့ဆိုကိုကြီးကြိုက်ပြီးလားကောင်းလားကောင်းတယ်ညီမလေးကောင်းတယ်ညီမလေးဘာမှမပြောနိုင်ဘူးကောင်းလို့ဘိုက်ကလည်းစားညီမလေးလက်ရလည်းကောင်းကိုကြီးကြိုက်တဲ့ပန်းကပီးလည်းပြည့်ဆိုတော့ကြိုက်မှကြိုက်နိုင်စားပြီလားအေးရောစားမယ်ကိုကြီးအာညီမလေးအခုမှစားတယ်ညီမလေးတစ်ခါစားပါလေစားပါစားပါညီမလေးကိုညီမစားညီမလေးလာရပြင်ပြင်လာမျိုးမင်းတို့မလားခေါ့မျိုးမင်းကြောက်ဒီကျုပ်ဘာကိစ္စကြောင့်ဒီလိုလာရဲဆိုတာကိုဒီသိရနော်ဘာမှလည်းခေါ်တော့
ပြောမယ်ဟိုရွာစီရွာသားတွေကလေဟိုဒီနေ့ဓာတိကလည်းမမှန်ဘူးဟိုတီးနိုင်နေတယ်မကောင်းတော့လေဟိုစီဝါရေးတိတ်မကောင်းကြဘူးပြောမယ်ဟိုဒါကြောင့်မို့ဟိုကျွန်တော်မျိုးယူခုနကကိစ္စကိုတင်းနေဆောင်ပါပြီပါခင်ဗျာမဖြစ်ဘူးတကြီးထိုင်ပါကျုပ်စောကြော်ဆိုတဲ့ကောင်ကကျွာစင်လှဲ့ပြီးတော့ခုနငွေကောက်နေတာမရရင်ပါရိုက်ပြီးတောင်းတယ်ဆိုတာခင်ဗျားသိရနော်တီးပါခင်ဗျာတီးပါဟုတ်ပြီခင်ဗျားစောင့်ခိုင်းတယ်တရက်နေ့ရက်ကိုကျုပ်စောင့်အဲ့အခုမရမချင်းကျုပ်ဒီရွာကနေမပြန်ဘူးဒီရွာမှာတဲမယ်ခင်ဗျားဘက်ကအဲဝတ်ချေဖို့တော့လိုတယ်နော်ဟိုအဲဝတ်ကြည့်ရမျိုးမင်းကြည့်ရခင်ဗျာကြည့်ရအောင်ကိုချလိုက်ကိုညမယ်မလေးဘာလဲမဘောပြေးသွားတာမညောင်းဘူးမလေးကိုတခုပြောအောင်ဟုတ်မြို့ဦးစောကြုံတဲ့အဖွဲရွာထဲကိုရောက်နေတယ်ကိုကြီးလမ်းမှာအခုပဲတွေ့ခဲ့တယ်ညီမကြီးလည်းသူတို့အကြောင်းသိတာပဲတော့သွားလာနည်းနည်းဆင်ခြင်ပေါ့ကိုရတယ်ညီမလေးကဘယ်သွားနေလို့လဲဘယ်မှမသွားပါဘူးဩကိုကြီးပြောတာကိုကြီးစီကိုထမင်းလာပို့တာမျိုးပြောတာညီမလေးရဲ့အဲ့ဆိုကိုရထမင်းဘယ်လိုစားမလဲဘိုက်ဆောင်နေမှာပေါ့ကိုကြီးတော့ကတော့မပူပါနဲ့ညီမလေးရဲ့ကိုကြီးအဆင်ပြေအောင်ဖန်တီးတတ်ပါတယ်ဒီကောင်တွေလည်းရွာထဲမှာနေအလုံးစုံ3-4ရက်ပေါ့အဲ့ဆိုဒီလိုလုပ်ပါလားကိုကြီးမနဲ့လဲထဲမှာသွားခင်စောစောလေးစားသွားပါလားညီမလေးမနဲ့စောစောထားပြီးချက်ထားလိုက်မယ်နိအေးအဲ့ဒါကောင်းတယ်အေးကဲညီမလေးလည်းလှုပ်ဆက်ရှိရတော့လို့တော့နော်စိတ်ကျင်နေလားညင်းပါဘူးညင်းပါဘူးခင်ဗျားမျက်နှာကြီးရတယ်ဗျာမညစ်ဘူးသာပြောတယ်ရှုပ်မဲ့လားဟမ်ဟုတ်ပါဘူးခင်ကျုပ်စားမှာစိတ်တော့မကောင်းဟောပါပဲမကြောက်ဒီကောင်လေးကြောက်ကဲခင်ဗျားတို့ရကိုရောက်တော့ရောက်ခိုက်ဟုတ်မနေ့ကျရင်ရှောက်ကြည့်လိုက်အောင်နော်ဟုတ်ကဲ့မျိုးမင်းဘာလို့ကြည့်ရခင်ဗျမလို့ပြောပြီးတော့ဆိုရပြီခင်ဗျားမျက်နှာကြည့်ရမျိုးချတာနည်းလေချောင်းကလည်းတင့်ဟုတ်ပါဘူးမျိုးမယ်ဟိုကျွန်တော်မျိုးကြီးကအဲ့ဝကြည့်နေတာပါခင်ဗျဟောကောင်းပါပြီငါတရားလုံးလာတော့တွေ့ဘူးတွေ့ပါလေငါဘယ်သူလဲဆိုတော့မသိဘူးသိပါလေခင်ဗျားမျိုးလို့ပြောကြဝါဟဲ့လေဟဲ့ခါပြောရှိုင်းလိုက်လာ
ကလေးမရဲ့ငါလောက်တာမဟုတ်ဘူးကွနေ့ကူမိုးကောင်းကမြို့ပိုင်မင်းဦးစောကျော်သွားပြီးပြဿနာရှာတာဟုတ်ကွဒါနဲ့သူလေးရမြို့ပိုင်မင်းသူလေးကမိုးကောင်းရဲ့မှာပိုင်မလေး你都让俺们这旁边找个家教不行，别的。我有多没事的了。安某，你有俺表那里，别弄。啊，别闹了，别闹了，别闹了，别闹，到别，别来。啊，别闹别的。ပြောတယ်ဒါမျိုးငါလည်းလိုက်ခဲ့ဘာမို့ဟေးဘာမို့ဒီမှာရှိတယ်ဆိုတာကိုကြီးစောကြောသိရနော်ဘာမို့ထွက်လာခဲ့ပါဒီဘာမို့ထွက်မလာဘူးဆိုရင်ကိုကြီးစောကြောဝင်လာမှာအဲ့ကြမှာအစိုးမစိုးနဲ့နော်မောင်လေးကိုအတွက်အခုလိုပူဆွေးတော့ကရောက်နေလို့မသိဘူးပတ်မောင်ဝေးစောကျော်ပတ်မောင်လေးကိုကူညီကြတော့ပါရှင်တော့မလာနဲ့နော်ရှင်မရောက်ပါနဲ့ပတ်မောင်လေးရဲ့အခုဝေးစောကျော်ပြန်ထုတ်ပေးမယ်တားလို့ရှိတယ်မြို့ကပ်ကိုလည်းမပို့ဘူးဒီတိုင်းပဲပတ်မောင်လေးနဲ့ဝေးစောကျော်ပေးယူတခုတော့ပါလိမ့်ရှင်ကျမတော့မထင်နဲ့ရှင်ရောက်ပါနဲ့နော်ရှင်ကပြောတယ်ရှင်ရောက်ပါနဲ့နော်ဟဲ့မင်းကဒီတစ်ခါခွင့်လွှတ်လိုက်မယ်မျိုးကက်ကိုလည်းမပို့တော့ဘူးဟုတ်လေရမျိုးဒီကောင်ထိတ်တုံးဖြုတ်ပေးလိုက်ဟုတ်နေနေမှနေဖို့ဟုတ်လေ
လာပြီညီမလေးညီမလေးဘာရှောက်လို့လဲညီမလေးဘာရှောက်လို့လဲဘာဖြစ်လို့လုံးလုံးလာလဲညီမလေး我有听不懂啊，你妈的，我有毛病啊，你妈的，我有毛病啊，你妈的，早教，旅游嘛，明天俺来做家呗，我明天俺来做家的了，我。三教，旅游嘛，没有俺再买过。ရှင်ပြောတာလေအားလုံးကလည်းရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ကျမတို့လည်းအထူးဆန်းချက်တယ်။ရှင်ညီမတို့တော့ကျမတကယ်စိတ်မကောင်းပါဘူး။ဖြစ်နိုင်ကျုပ်ရပြန်မို့အတွက်ကုညီနေပါမယ်။ကျုပ်ညီမလေးနိုင်အတွက်ကျုပ်လုပ်ပေးရစီလုပ်ပေးရမယ်။ရှင်ဘယ်လိုပြောပြရမလဲ။ဟာလေရှင်ညီမလေးရက်လေတာလေ။နှစ်90လောက်ကြာနေပြီရှင်။ဗျာ။ဟုတ်တယ်။ကျမထင်တာလေရှင်တို့နှစ်ယောက်ရဲ့ရန်ညိုးတွေကြောင့်တနေ့ရမှာနှစ်90ကျော်လောက်ကျဉ်းကျနေတာလို့ကျမထင်တာပဲ။မဖြစ်နိုင်ပါဘူးဗျာ။ခင်ဗျားမကူညီနိုင်ဘူးဆိုလည်းရှင်းရှင်းလင်းလင်းပြောဗျာ။အဲ့လိုမဟုတ်ပါဘူး။ကျမကူညီချင်ပါတယ်။ဒါပါလေသိလား။ဒါဖုန်း။ဟိုမှာ TV ။ခက်တယ်ရောနည်းပညာပစ္စည်းတွေအားလုံးပြောင်းလဲပုံရှင်။ကဲပါ။အဲ့ဒါထားလိုက်ပါတော့။ခုဖြစ်ပြနေတာတွေအားလုံးကိုရှင်းစိတ်ထဲမှာပူပူနွေးနွေးရှိနေတော့မယ်လို့ရှင်ထင်နေတဲ့အတွက်ကျမပြောတာတွေအားလုံးရှင်ကတော့ယုံမှာမဟုတ်ဘူး။ဒါပေမဲ့ရှင်ပြောတာတွေအားလုံးကျမယုံပါတယ်။ညလည်းနဲ့နေပြီဆိုတော့ရှင်လည်းနားလိုက်တော့လေ။ကျမလည်းနားလိုက်အောင်မယ်။ရှင်ကကျမရွေးထားယူပါလိုက်မယ်နော်
不走喽。啥呢？还啥呢？啥呢？你别那个。我一辈子没走喏，我一个人嘛，这些没心病啦，没劲啦，哎你的啊。啥呢？啥呢？哦，别可怜了。啥呢？啥呢？好啦比。啊。哦。啥呢？啊，这还我好了，这毛都红了。我老王的，你要多点了，你这白要的是俺这我家，我嘛这啥？啊？别人我爱个嘛来办手办的呢，哎你了，啊，我不明白啊，大爷的，我大爷的说的，我爷的说不明白。快了，快了，你想不了你？呀，我爷，快，不，你看去，不马上了，快，哎，你来了，进来，来进来，马进来，嘿。姑姑，我这个不要，干嘛这路没把路马里，他妈妈误会了啊，路马里啊，别住别搞，要什么地方哇，连那路他快点了，多一点，我要嘛嘞，我没有无所谓事，哎，这个意思。哎。အပြားရတဲ့ကလည်းဘုံဒီလိုဘလို့ရောက်နေတာတော့ ဘလို့ရောက်မှာလဲဘလို့မှရောက်နေရမဟုတ်အဲ့ဒီကတော်များနေဆိုတော့ဟောဒီအဖွားများနဲ့ပဲလေဟဲ့ပြသားကြီးလက်ပါဟာမဟုတ်ပါကွာမင်းလေဟဲ့ငါတွေက16နှစ်လောက်ပဲရှိသေးတယ်ငါနဲ့ပေါင်းတော့တက်လာပဲရှိသေးတယ်ကွာဟုတ်ပါလေကိုကိုရဲ့ကိုကိုတက်လာတဲ့ပေါင်းပြီးထားပြခဲ့လို့အနည်း90လုံးအထီးချံကြံနေရတယ်ကိုကိုရဲ့ညက်ပြီးအစ်စ်ပါကိုကိုရဲ့ဒါဆိုရင်ငါအဲ့အနည်း90လုံးငါဘယ်ပြောင်းနေတာတော့ဟမ်ကောင်းနေလို့လားကွာဘုံလေးဟဲ့ဘုံလေးလားကိုအဲ့ဒီပုံလေးရလေကိုကိုမရှိရတော့ညနေမှာကိုကိုနဲ့ရတဲ့ကိုကိုနဲ့စစ်ကြရတဲ့ဖြစ်ဂျပန်ရလေအဝင်အာကိုရမယ်ဒီညနေမှာလေကိုညီမဲ့သူအဲ့ဂျပန်စကေပြန်ကိုထုံးလားဆိုတာပေါ်လာတယ်ว่าคุณจะว่ากูเอ๊ะนั่นที่คุณได้ด่าดิတူมาတူตัวเลยจะปานี่ပြန်အဆုပ်အသက်ခံရလို့သေသွားပြီကိုရဲ့ဒီဘက်ကကြောက်ပါဦးဒီဘက်ကအဲ့ဒါလေးကိုဖတ်ထားလိုက်ခင်မှာပါဠိမှာအမကိုလူကြီးတဲ့ဒီမှာလေးကိုရဲ့ဘာလို့တရားနဲ့ခါဖို့ရမယ်အဲ့ဒါကြောင့်သူကလည်းညနေဒုက္ခကိုကုညီကြပါပဲကိုရဲ့အနည်း90လုံးအထီးကျန်နေတယ်ဆိုတာအဲ့ဒီလိုကြီးလားဟုတ်တယ်လေအခွေဘွားဖိနေပဲကြိုက်တယ်ဒီတော့ကွာဒီတော့ခေါင်းလေးလောက်နေတယ်ကြားရပါဘာငါနဲ့ရကိုကိုနဲ့ရတယ်ပါကိုသားလေးကိုသားအဲ့မီးလေးတယောက်ကိုထားခဲ့ပြီးဆုံးသွားပြီကိုရဲ့သူဆုံးတော့လေသူ့ကိုအသက်60ပြည့်နေကိုရဲ့အော်ငါသားတော်မှငါအဖေရွယ်ရောက်မှဆုံးသွားတာကိုဘုရားဘာပြောတာလဲရှုပ်ရက်ကတာဗျာဘုသားဘိုးမဖြစ်လားဘုကလည်းဟာရောငါရှုပ်တာမဟုတ်ဘူးမင်းဖွားရှုပ်နေတာကွာမင်းကနေဟောကဲပါဘုရဲ့ဘာမှခေါင်းချုပ်ခံပြီးစဉ်းစားမနေနဲ့ဟမ်ပြောပါလားနေလိုက်တော့ဟုတ်အဖွားတွေဖို့သိချစ်တာတားနာမည်ကိုတော့မှဘိုးနာမည်ကောင်ပေးထားတာဇာနီစိုးကြိုတဲ့ဇာနီစိုးကြိုဟုတ်ကဲ့ဟုတ်ဘယ်လိုပဲပါလားပါတယ်လေဘယ်ဟွာလေတန်းငယ်တော့ဆိုရင်ခဏခဏပြောတာအခင်ရတဲ့အဖိုးဝင်စားတာတဲ့အဲ့လိုပြောတာဒါနဲ့အခုကအဖိုးကမသိဘူးဆိုတော့ဝင်စားတာမဟုတ်တော့ဘူးသိပြီပါဟိုသားတို့မြည်ဖို့ပြပြကြီးတက်တွေ့ကြပြီအခုဒီဘက်ခေတ်မှာဟိုကြိုက်တာလုပ်လို့ရတော့တားတောင်ပြီးတော့တကုံကဲလိုက်တော့ဘိုးကြီးအဲ့လိုကွာဟုတ်ကဲနေပါဦးအေး
မင်းကြိုက်တယ်လို့ကဲလို့ရတယ်ဆိုရင်ငါညောင်နာရွာထိတ်မှာမိုးကောင်းဆိုတဲ့ကောင်နဲ့ဓာချင်းရှင်ခုံရတဲ့ဘုံပတိပတ်ပတိငါဒီဘွားကိုရောက်ခဲ့တာမင်းပြောလို့လုတ်ချင်တာလုတ်ဆိုရင်မိုးကောင်းဆိုတဲ့ကောင်ကိုတတ်ဖို့ရှိတယ်ရှင်နိုးနေတာကြာပြီလား ဟုတ်ရညလေးအောင်မအေးရအခုဖြစ်ပြနေတဲ့ပြဿနာတွေအားလုံးလုံးဝနားမလည်ဘူးအဲ့ဒီအစီအစဉ်ကိုဖျားမှပြပါရှင်ဒီဝစားရ ဖြစ် ဒီဝစားရကျမမောင်လေးရဲ့ဝစားတွေပါရှင်နဲ့တော်မထင်တာ ဟုတ်ခင်ဗျားမောင်လေးอ่ะ ကျမမောင်လေးကနိုင်ငံသားမှာကျောင်းတက်နဲ့အလုပ်သွားလုပ်နေတာလေဒီနေ့ရှင်ကျမနဲ့အပြင်ကိုလိုက်ခဲ့ရမယ်ခေတ်ကာလဘယ်လိုပြောင်းလဲနေပြီလဲဆိုတာရှင်သိဖို့လိုအပ်တယ်ရှင်းတော့မှာ ကျွန်တော်အတွက် ဟုတ်တယ်လေ ရှ
လုပ်နေရလဲသူညမ်းတာပဲနေပြောတော့မအောင်အပြစ်မထွက်ဘူးဆိုငါ့ကိုညာရတော့ညာပါဘူးနေရရှေးအောင်တမိုင်းအမွေးနေအကြောင်းကိစ္စရငါနားထောင်ရရိုးနေပါပြီဟာဒီပေါ်ဟာငါမှပေါင်းစရာပေါင်းတင်းနေမရှိရဆိုနေနိုင်ချင်းများခံရတော့မှာဒီမှာရချာရဲရှိတာပဲဒါတိမှာပေါ့ဒါပဲနည်းလား这个你干嘛呢？你干嘛？这不是？哎哦，那我啥子呢？到子呢？我里面标呢，阿公你讲了，标吧？啊，我讲到标，讲到标。对吧？那不是？这反正我所以来说东西讲，你看吧，那哪里哪里？这个好。哇，这几个第一个要把这个就乱了，是吧？哦，没嘛，这我在讲的，俺先碰到我方面的。啊对，我哇，现在把这个西路follow 路里不来，把这个拿回来，对不对？大陆3到5年，大陆他的是多么，那好的，我是哪的？我是哪路大地路的来的？我这家路来把门前没往那带过。好嘞，这路呀，加油的哎，呀，我给看的。来看你，来吧。ဒါနဲ့ तू อ่ะ तू อ่ะကိုမိုးကောင်နဲ့နင်တို့တေချာကြည့်ရင်သူ့အသက်ကလေဘယ်လောက်ရှိပြီလို့မြင်တယ်အလုံးလုံးရှိ29 28ပေါ့ကိုမိုးကောင်ဒါကျမတကယ်ချင်းမလားတဲ့ဟဲ့တို့တက်ကလေတေးသေးချာချာရေတွက်ကြည့်မယ်ဆိုရင်60ကျော်နေပြီ။ဘာပြပြ你ငေါ့လာစားနာလားဒါမှမဟုတ်ရှေ့ရောက်ပစ္စည်းနဲ့စားဥစီကြားထဲမှာနေရာကြပြီနေယူသွားလားငါနဲ့မနောက်ဘူးကအတိပြောနေတာမနေ့ကကျူရီယိုဆိုင်မှာရှေးဟန်ပန်းအိုးတစ်လုံးငါရခဲ့တယ်ပြဿနာကတော့အဲ့ရနေစတာပဲအဲ့ဆိုသူနဲ့တူနောက်တော့ပါပိုးလေးရထွက်လာပေါ့ဟာဒီကိစ္စကနားမလာတော့ပါဘူးဟာလောကမှာလူတွေမျက်စိနဲ့မမြင်နိုင်တဲ့အုံနောက်နဲ့မသိနိုင်တဲ့အရာတွေအများကြီးရှိတယ်ဟာအဲ့ဆိုသူနဲ့တူနင်ကလည်းအိမ်မှာတယောက်တည်းငါလေအဲ့ကိစ္စကိုတေချာစဉ်းစားဆုံးဖြတ်ပြီးမှသူ့လက်ခံထားတာပါပတ်ဝန်းကျင်မြင်မှာတော့မသိတော့ဘူးပါဟာဒါပေမဲ့သူ့ကိုကြည့်ရတာလေရိုးသားတယ်လို့ငါစိတ်ထဲမှာအလိုလိုသိနေတယ်လို့ပဲဟာသိပါကွာအဆင်ပြေပြီးရပါပဲအော်ဟယ်လိုအော်ကေအော်တမီးပြန်လာလို့နော်အိမ်ကရေးကြီးလို့ခေါ်နေရေးကြောက်ရှိဖုန်းဆက်လိုက်နော်သိလားကိုမကောင်ဆမ်းပြလိုက်ပါအောင်လို့ရှင့်
ကျမတကယ်ဒီလှတယ် လောက် အဲ့ဒါဆိုရှင်းစိတ်ဝင်စားသွားပြီပေါ့ ကျွန်တော်လှတယ်ပြောတော့အဲ့ဒီသဘောမျိုးနဲ့ပြောတာမဟုတ်ဘူးဗျကျွန်တော်ညီမကိုတေတဲ့ဒီဒုက္ခပေးသွားရတယ်ကျွန်တော်ဘဝပြအောင်ဒုက္ခပေးရတဲ့သူကျွန်တော်လက်စားမချေရမယ်ရှင်ကျွန်တော်ညီမတို့ကဘယ်မင်းကလေးမအောင်နေရမသိနိုင် စိုးပါ အခုလားလေအခုလားလို့မရဘူးကွာအခုလားအခုထားလေအခုရပါကျွန်တော်ရတော့ဘူးနော်အေးရတယ်ဘူးကိုလာဘုရားနေဘုရားနေတော့ဘယ်ကြပါကွာရတယ်ဘူးရတယ်ကိုကဲရှိမတန်းနေတာတတိ ဘယ်လိုပြတ်ကြတာလဲဟမ်ကိုဘယ်လိုပြတ်တာလဲဟဲ့ဆာနီဟဲ့ဖုန်းယူရင်ဘာညက်ပြရလဲဟဲ့မဆာနီမင်းကလေအဖွားရဲ့ဦးရီတော်မီဆိုပြီးညို့ငါအလိုလိုက်ခဲ့တာအခုငါဘာလဲကိုရောက်လာပြီဆိုတော့နင်ဟာဒုတိယဖြစ်သွားပြီအဲ့တော့အနေထိုင်အပြောင်းတော့ကောင်းစင်းရင်ကိုသူညောက်ပြီးလည်းမလုပ်နဲ့နော်ဖွားလေဘာပြောနေရလဲတားမြောက်ပြမဟုတ်ဖွားရောက်ကြတော့သူအော်စင်ပြည့်စည်ပြီးသားဟုတ်ပါဘူးတော့အဖို့တို့ပြောကြလားကိုရဲ့ကောင်းနေတော့ဘူးလားဘာပြောဗျာတင်းတော့ကိုလာတော့ဟာပေါ်လေဘာရင်ကဗျာဘာကိုဗျာညမရှိတယ်ညမရှိတယ်ကိုလာညမရှိတယ်လာပါကိုဗျာညမရှိကြားလာမို့လို့ရွှေမင်းသမီးကသူတို့စုံထဲမှာခုတ်တယ်ကျွဲကြရှာဘယ်ကဂျလီဘီရုံးနဲ့ကျွဲတာဟုတ်တယ်ငါတို့လိုကြီးကျယ်ခမ်းနာတယ်ဟိုလိုရှုံမျိုးလေးဆိုလို့ရှိရင်စုံဒီမှာနင်တို့ရဲ့စကားတွေအရန်ဖောင်းနေပြီနော်မိုက်တယ်ကွာကိုတို့တခါမှစကားပြန်ပြောတယ်ရွှေမင်းသမီးတွေကိုတို့စကားပြန်ပြောနေအရင်လေးရက်ခုန်တယ်ရွှေမင်းသမီးငါဘိုးရှော့တော့မတွေ့နဲ့နော်ငါဘိုးကအင်္ဂလိပ်လက်ထက်တည်းကမျိုးအုပ်ဖိုက်တာကွာဟုတ်တယ်နော်ဘိုးနော်ကြားရနော်ငါဘိုးတက်လာတဲ့လူနဲတာမဟုတ်တော်များမှာတော့ဘိုးတက်တာနော်အေးပါကွာတကုံတက်တာဘိုးရေးတယ်တက်တာကြောက်စရာကြီးဘိုးကဘိုးငြိမ်နေဘိုးတော့မယ်ငါဘိုးကလေလက်ယုံရင်လည်းမဟုတ်နှလုံးရင်လည်းပြည့်စုံတယ်မျိုးအုပ်ဖိုက်တာပဲကွာစိုးရလဲကြည်တာဗောဟုတ်တယ်နော်ဘိုးနော်ဟုတ်ပါတော့ကွာသူများတွေတရားတီစောက်တော့ပြင်းတယ်နော်ငါဘိုးကတရားတော့နှစ်ကြီးသုံးကြီးစောက်ပြလိုက်တာဟုတ်တယ်နော်ဟုတ်တယ်ငါဘိုးမင်းတို့ရိုသေးဆက်ဆံနော် respect နဲ့လောက်ကြငါဘိုးတင်းလာရင်မင်းတို့အသက်ခံရမှာကိုနေမတွန့်နိုင်ဘူးအေးပါကွာကိုသားလေးကိုသားလေးပြောတော့ကိုသားလေးကွာကိုမျိုးအုပ်ဖိုက်တာအင်္ဂလိပ်ခေတ်တည်းရဆိုတတူးလူကလေမကြည့်ဘူးချွေးနေမဟုတ်ဘူးမျက်ရည်တွေပါထွက်နေပြီမျက်ရည်တွေထွက်နေလာကြည့်ဟုတ်လားဘာကွာမင်းဘာစကားပြောလားဒီမှာဘလောက်ပဲတက်တီရှိနေပြီဝက်ချန်ညင်းတော့မျက်ရည်ကျတယ်ကွာနေတော့မင်းတို့ဘလောက်တက်တီရှိလဲအခုမေးမနေကြာတယ်ဒီကောင်လေးကိုမြည်ပါကျွေးလိုက်အမှနောင်ရရအောင်ပါဒီကောင်လေးဒီကောင်လေးကဆွဲထားလိုက်တော့အချမ်းဆွဲတာဆွဲလာပါဘလို့ဖေးဘလို့ရှက်ကြည့်မလားသွားဖေးငါဖို့သွေးအောင်ချိန်တော့ချိန်ပြီသွားလာလို့ဟဲ့မင်းမထိုးရင်ငါထိုးမှာတော့ထိုးမှာတော့ကောင်းတယ်ဆွဲဖို့စမောင်းလာဆွဲလိုက်ဟုတ်လားကြားကောင်းတယ်အဲ့ဒါငါဖို့ဆိုတော့အဲ့ဒါပဲမသိမှလားဟိုရေလည်းမိုက်တယ်ဘူးကဲဟုတ်လားဆက်ထိုးလိုက်အောင်
ငါထပ်ထိုးအောင်မယ် အေးလေကြံနေလေတကွက်ကြံနေလေခေါ်တယ် ဒီကောင်မင်းကငါထိုးချင်လာပြီနော် ဟာဘူးတောက်တော့မလုပ်နဲ့လေခေါ်လေလာဒီအိုးကိစ္စနဲ့ပတ်သက်ပြီးတော့ကျမဆရာနဲ့သွားတွေ့လိုက်အောင်မယ်ရှင်ဒီမှာပဲစောင့်နေနော်ဘဲမှမသွားနဲ့နော်ကျမစိတ်ချမယ်နော်ဟုတ်ကဲ့ဆရာနဲ့တွေ့ပြီးကျမပြန်လာခဲ့ဟုတ်သမီးလာလေငါသမီးတို့တွေ့ရအောင်တော့ကြာလာပေါ့ဟုတ်ကဲ့ဆရာသမီးကမဟာဘွဲ့ယူဖို့အတွက်စာရင်းပြုစုနေလို့ဆရာအခုတော့မှလေရင်းကြီးကိစ္စတိုင်းကိုဆရာစီလာခဲ့တာဟေးဘာကိစ္စလဲချက်ချင်းပြပါလားသူတို့ဆိုင်ကရောင်းနေသူပြောတာတော့ဒီဝါခင်နောက်ပိုင်းတော့ပုံစံမျိုးတော့ပြောတာလေဆရာအမေကတော့တိတ်ပြီးတော့မအောင်ပုံစံလေးစမ်းလို့ဝယ်လာအဲ့အိုးကပုံကြီးအိမ်စားတော့ပြောရပုံကြီးမှလည်းပြဿနာစားတတ်တော့တာပဲဆိုသမီးပြောပုံကြဆိုဒီအိုးကတော်တော်ထူးဆန်းတယ်အိုးဆိုတာဟာသမိုင်းမတင်ကြီးကြောက်ခဲ့တဲ့လူသားတွေဖန်တီးခဲ့တဲ့ရှေ့အကြဆုံးအရာတွေကတခုပါဝင်ဒီစီ3000လောက်တဲကအီဂျစ်မှာဒီအိုးတွေနဲ့ပတ်သက်လို့အရန်ထူးခြားစမ်းကြယ်တဲ့ဖြစ်ရမျိုးတွေပေါ်ပေါက်ခဲ့ပြီမြန်မာရာဇဝင်ဒီမှာလည်းရှိခဲ့ပြီဒါပေမဲ့မှတ်တမ်းမှတ်ရအားနေတာရဲ့ခြေကောင်းပြည်သူတွေကိုတစ်ဖက်နိုင်ငံကိုတရားဝင်ပို့ထုတ်တာဖြစ်ကြောင်းခုတော့ဒီကိစ္စတွေစက်ကြလို့ဖြစ်ကြတယ်ဆရာအဲ့ဒါဆိုရင်ဒီအိုးနဲ့ပတ်သက်ပြီးဖြစ်နေတဲ့အဖြစ်အပျက်တွေပါဆရာအိုးပုံစံကတော့တိတ်ရှင်းမကြပါဘူးစင်နာဘုံဖြစ်နေရပါခုသမီးဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးအချက်သုံးချက်စီဒီအချက်ကအိုးရဲ့တတ္တုမျိုးစားနဲ့ပုံစံနှစ်အချက်ကတော့အိုးသွန်းလုပ်နေခြင်းကညက်ကတ်တိုင်နောက်ဆုံးချက်ကြတော့အဲ့ဒီအိုးပေါ်မှာတည်မြီနေတဲ့ချိန်စာပေါ့အေးအဲ့ဒီအချက်သုံးချက်တစ်ချက်ကတော့ဖြစ်မှာပေါ့တမီးအဲ့ဒါဆိုရင်လေဒီအိုးရကနေထွက်လာတဲ့ဒုညကောင်ဘယ်တော့မှမသားရဖြစ်နေတာသူတို့မြောက်ကိုလေတခြားလူတွေသမီးလေးကိုမြင်ရတာအဲ့ဒါကလည်းတမီးရဲ့စိတ်အမုန်းတရားတွေအင်အားကြီးမှလို့ဖြစ်တည်လာတဲ့အတ္တခန္ဓာတို့ဘာသာရေးအရပြောရမယ်ဆိုကြောင်းတရားရှိလို့အကျိုးတရားရှိလာတယ်တေချာတာတစ်ခုကတော့သမီးဒီမှာရှိတဲ့ဒီအိုးပြက်စီးသွားမယ်ဆိုသူတို့လည်းသူတို့အလိုလိုပြက်ွယ်သွားမှာပါဟုတ်ကဲ့ပါဆရာအမေကိုလေအခုလိုစိတ်ရှင်လက်ရှင်နဲ့ဖြေချပေးတဲ့ဆရာကိုတမီးကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒါဆိုတမီးပြန်ပြီးပါအောင်ရှင်နင်းနာမည်လေးသိခွင့်ရှိမှာကျမနာမည်အိဖြိုးပါဘာဖြစ်လို့လဲဘာမှမဟုတ်ပါဘူးဟိုတနေ့ကလေမင်းကိုစားတော့ဆိုင်ဆန်ရှိမှာမမတင်တွေ့လိုက်အဲ့ဒီကမင်းပုံစံမျိုးစိတ်ဝင်ပါရှင်မစကားပြောရတယ်မဟုတ်ပါဘူးဟိုတို့ကပုံဝင်လင်းသမားပါမင်းပုံစံလေးကိုမြင်မြင်ချင်းသဘောကျလို့အဲ့ဒါမင်းဘယ်လိုများတုံ့ပြန်လဲဆိုပြီးစကျမသဘောကျတယ်လားရှင်ဟိုးမှာရက်နေတဲ့လူတွေ့လားဒါကျမရဲ့ချစ်သူပဲအဲ့တော့ရှစ်ကိုရှင်ဘာလုပ်တဲ့လဲဆိုတာစဉ်းစားပေါ့ဟုတ်ပြီလား
တွေဘာဖြစ်နေလဲ ဘာမှမရှိပါဘူးမှန်ပါမှာဒါရဲ့ယိုးနေပါတယ် ဘာလို့ခုနကငါ့ကိုလက်ညှိုးထိုးတာ အော်အဲ့ဒါရှင့်ကျမအကိုဆိုပြီးတော့ပြောလိုက်လို့သူတို့လစ်သွားတာလေ ဟောအဲ့နဲ့အိုးကိစ္စမင်းဆရာပါပြောလိုက် ဘာမှမထူးကြပါဘူး ကဲဒါဆိုရင်လည်းငါ့ကိုစောကြောရှာဖို့တော့ခွင့်ပြုပေးပါ ကောင်းပြီမရှိဘူးညမယ်တော့ရ ဒီကြိုက်နေတဲ့ဒီလေးပေါ်မှာရေးတယ်ဒီနေ့ဘယ်တော့မှဒီဘောဆက်ကြည့်အမေရပါဒီကြည့်ရမယ်ယောက်ျားကြီးရမှာမဟုတ်လားငါရဘာလို့ပြောရလဲဒီကြိုက်ဒီမှာကြည့်ကြိုက်တယ်ဘယ်လိုလဲနေနေဦးလားပေါလုံးပေါ်ကိုသွားမှာပေါ့အဲ့ဒီကောလို့လို့ပြောပြောငါတို့ပြတော့ကလည်းဥပဒေရှိတယ်ဟုတ်ပါရဲ့ဘုရားပြမှာဥပဒေရှိတယ်ဒါနဲ့အဲ့တော့ကိုကမျိုးနေပြီသူ့တဲ့လို့လို့ရတယ်ဒီမှာဘာကောင်းလို့သွားလို့ရေးဟောပါပဲတော့အဲ့လူကထားလိုက်ဝါဝယ်ပြီးတဲ့ပြန်ကားလေးအောင်စီးခွင့်မရှိဘူးစီးရဲ့ကားကိုနည်းလိုက်အဲ့လိုကြီးလားငါလည်းဒီလိုဖြစ်နေပြီတော့ဘာတော်တော်ကျိုးလိုက်တော့အဲ့တော့ငါလည်းကိုလေးကတော့ဘူးပြဲပွဲအောင်မလုပ်နဲ့တော့မိဘတွေပြဲရတယ်ပွဲပြဲတော့တယ်မလုပ်ပါနဲ့ကွာငါသူနဲ့တွားနေတယ်အောင်ငါတောင်းလာတယ်ချောတော့ပါဘုရားဟဲ့ပါခေကူချောတော့လားရတယ်ချောတော့မယ်ဆိုအင်းရနေတာကြည့်ပြရတယ်ဟဲ့ဘုရားပြန်လာပြီညနေကိုတွဲလေနေဒီနေ့တိတ်မမူတွဲရမလို့ဟုတ်တယ်ဖွားကတော့တိတ်တောက်မလားနော်ဟုတ်တယ် ဒီနေ့မပူဝမ်းသွားတာပူပူရဲ့ ဖွားပါဝမ်းသာနေ နင်းနဲ့ဘာမှမသက်နင်းမစားပိတ်တာနင်းဟိုညညာဒီဟိုကလူမမကြီးကွမ်းပြီးမူးလာတော့ဟိုလေ ဖွားတားပြောက်လို့ရှိသေးတယ်နော်ဖွားဘာလျှောက်ပြောနေနေရတယ် နင်းဘာလျှောက်တွေ့တာဘာလျှောက်တွေ့တာလဲဟိုပေါ်လေတော်ပြီဘာလို့ပို့လဲ အောင်တော့တယ်ဖွားဘာမှမပြီး အေးအောင်သားကြီး ဘယ်လား ဘောစားမစီပူပူရဲ့မပူဘူး ဘာမှမပြီး ဟိုတော်မရှိမတိဘူးလေညာနီကလေဟောဒီကိုရဲ့ရင်ဝင်လေးထဲမှာအိတ်ချင်းတာအဲ့ဒီဝင်ချင်းနဲ့တင်းပါကလေးပြည့်ပြည့်မလားကိုရဲ့ ခဏလေးတော့ကျေးဇူးတင်စားနေကြောင်မင်းလည်းအရေးကြီးတဲ့စကားတွေပြောရရှိတယ်နော်ခွာခဏနေတော့အမရေးရှိလို့ ဟုတ်ကွာကိုညစာရီပြင်းထားလေကိုရဲ့မစားတော့ဘူးလားစိတ်ဟာဒါရီ အခုဘာလို့လဲဖွားရသွားမယ်ဘူးလား ဒီတော့ကွာမင်းဘောင်ကကြောက်လုံးလို့ပါနော်ဟဲ့ရမင်းကိုငါတိုင်းနေရရှိ ပြောလေကွာ ငါကိုအနှစ်90လုံးဘာမှမသိအောင်လုပ်ခဲ့တဲ့မိုးကောင်းဆိုတဲ့ကောင်ကိုငါကြရချီတယ်ကွာ ချေ မင်းငါ့ကိုတခုကို ပြောပါလို့ ဟဲ့မင်းငါ့ကိုကားနဲ့တိုက်ခဲ့တဲ့နေရာအဲ့ရငါလိုက်ဖို့ပါ ဟုတ်အဲ့ဒါ မင်းမမှန်ဘူးလား အဲ့ဒီကတော့မူးနေလေဟိုက ဟာမင်းငါလို့မနေ့ကိုမင်းငါ့ကိုအဲ့ဒီနေရာကိုပို့ပြအောင်လိုက်ဖို့ဟုတ်ပြီနော် ဒါမူးအောင်ပြန်တောက်လိုက်မယ် တော့ကွာတောက် တော့ဘုစိတ်မနဲ့လိုက်ဖို့ အေးတော့ဟုတ်တော့အေးတော့ အဖိုး
သွားတော့သွားရေ ဘာတမေဘူးရောဟေးဘူးဘေးပဲငါရေးမယ်နော်ဘေးပဲငါရေးရောဖို့ခိုးလို့နေမှာပြီးထားတယ်လေလို့မင်းရရောဆောက်ရတယ်ဘောကောင်းဆိုတာဘောတော့ဒီကောင်တော့အဲ့ကောင်အေးဘာလဲဒါချင်းရှုပ်ပြတယ်ကွာအဲ့ကောင်ဒီဘာလဲမဟုတ်ဘူးဒီကောင်လည်းရောက်တာဖြစ်ရှင်းအော်ရေးတော့စုကိုလည်းတော့အဲ့တော့ဘာလို့မရောက်ရဲ့ညံပြတယောက်ချင်းဘာလို့လဲကျေးဇူးအခုချိန်စောကြောရှာလို့မလို့ကျွန်တော်ဟိုနေ့ညတည်းပန်းအိုးလေးထွက်လာတယ်ဒီကောင်မှအသေးတက်လိုက်ပြီးနေလောပါနဲ့ရှင်ကျမကတော့လေရှုံးကြည့်တယ်အဲ့ဒီစောကြောဆိုရင်ရှာတွေ့မှာဒါနဲ့မင်းအိုးပါနေတယ်ဟဲ့ကျမတေချာသိမ်းပါတယ်အဲ့ဦးကတခုခုဖြစ်လို့မရဘူးဘာဖြစ်လို့မင်းအိုးကြောင့်ဘာသိတာဟမ်ဘာပြောပြတယ်ကွာဟိုနေ့ကမင်းဆရာကြီးကပြန်လာတယ်ငါအိုးကြောင့်ပြီးတော့မင်းတော့သိချင်မရှင်းပြဘူးအဲ့ဦးတခုခုဖြစ်လို့မရဘူးအဲ့ဦးတခုခုဖြစ်သွားရင်ရှင်ရောစောကြောဒီလောကကြီးထဲကနေထွက်သွားရလိမ့်မယ်ဟာမင်းပြောတာသိကြစောကြောဒီလောကကြီးထဲပျောက်ကွယ်သွားမယ်ငါတို့ဒီအိုးဖက်စီလိုက်ရှင်မဒုက္ခရောက်မှလေရှင်ယူနေတာငါမယူဘူးငါဒုက္ခရောက်တာမရောက်တာအရေးမကြီးဘူးအရေးကြီးတာစောကြောဆိုတဲ့ကောင်ဒီလောကကြီးထဲပျောက်ကွယ်သွားဖို့အရေးကြီးတာကျမလက်မခံဘူးရှင်တို့နှစ်ယောက်ရဲ့ပြဿနာဆိုပြီးမဲ့ဒီကိစ္စမှာကျမလည်းပါတယ်တခြားနည်းလမ်းစဉ်းစားကြတာပေါ့ရှင်အချိန်ကြီးအများကြီးရှိပါသေးတယ်မင်းကဘာဖြစ်လို့လက်မခံရှင်ကလည်းတော်တော်ပြောကြက်တာကျမလက်မခံဆိုလက်မခံဘူးကျမဘာမှခံမပြီးပါနဲ့တော့ရှင်တို့အဆင်ပြေမဲ့နည်းလမ်းကျမစဉ်းစားပေးပါမယ်ဦးရဲ့ရိုက်ကိုဒူးရှင်လူတင်တွေ့ပါတယ်ကိုယ်သွားမှားလိုက်ဘုကောင်ဘုကောင်ရှိအဲ့ဒီတော့မိရလိုက်လားဒီကဟိုအဲ့ကိုရပြရတယ်အားမလဲချက်ဒီညပဲအခုတော့ဟာလေမချက်ဖို့စက်ကူချက်ရောက်ဒီညစီစကိုသားကိုသူ့တော့ပြည်နေရကိုရောက်ရင်ကိုကအကွေးရင်ငင်းနေသိစိတ်လို့ဒီကဒီကတိုင်း
လုပ်ကောင်းပါလေမိုက်တယ်ညာဒီမင်းကြောင့်ကွာငါမိုးကောင်းဆိုတဲ့ကောင်ညရငါပြက်ရှင်းနေနေတာလက်တွေရားနေတာပဲမတော်ပါနဲ့ဘုဇာနာလေးမကြခင်ပြတော့အဲ့ဒီမိုးကောင်းဆိုတဲ့ကောင်ဒီကိုလိုက်တာမှမဟုတ်ဘုညာစိတ်နဲ့ကျဲခဲ့လို့ဆိုကိုရတာပြေးအောင်ဒီချာတင်းတော့ရှိတယ်စိတ်ချအဲ့ဟိုပြောက်လို့မဖြစ်ဘူးအဲ့ဟိုပြောက်လို့ချင်းငါတို့ကရောက်မှာဟိုကလည်းကိုလူကရောက်ဟာတယ်ရှင်းတော့ဟုတ်တယ်ရှင်းတော့ရှင်းပါလားပဲဟာဘုရားပဲလုတ်ပေးဒီမှာတော့ဖမ်းလာပါမယ်မင်းမပူပါနဲ့မကြခင်မှာမင်းကိုကယ်တင်မဲ့ဒီရဲကောင်းကြီးကြောက်အဲ့ဒီကြတော့မှ TV channel တွေမှာတွေ့နေတဲ့ live ဆက်ပြီးဟာစာကြဟာဒါလီဘုမဟဲ့我觉得这么假了。漂亮！
起来哦，后面来啊！不要，快点过来，快点！阿基，后面来！哈哈哈哈哈哈！哈哈哈！哈，你给我操那里吧！哎，那么老，俺说啥玩意？你们来没到？没看见吧？看，给我回来！给我，你们给我，给我给拿住给，拿住给，没给我，没做你家里吧？没做。这个你看吧啊！我这个干，你看你什么不？看你那干，看那不干嘛？看我这边进来哦。这个里。来，现在来干了，现在干了，这里。你看这，哎呀，进来，对，哪里？帮忙去买一个。你呢？拿来一张。你那个谁塞？这，拿来没有操的。
ကျုပ်ကိုခွင့်လို့ပါဤဖြူရဲ့တကယ်တော့ကျုပ်မတရားပါဘူးပြဿနာတွေဒုက္ခတွေယူဆောင်လာခဲ့ပြီးမှအခုလိုထွက်သွားမယ်ဆိုတော့ကျုပ်လည်းဝမ်းနည်းမိပါတယ်အခြေအနေတွေကကျုပ်ထင်တယ်လို့ဖြစ်လာခဲ့မှာမဟုတ်တာဤဖြူရဲ့စောကြော်ရဲ့အဖြစ်ကိုကြည့်ပြီးကျုပ်တော်တော်အံ့ဩတုန်လှုပ်သွားတယ်ဤဖြူရဲ့ဆရာပြောသလိုပဲကျုပ်တို့ဟာတကယ်တော့အတ္တကြောင့်ပုံပေါ်လာတဲ့ဉာဏ်ခန္ဓာပဲပါကျုပ်တို့ရဲ့ခန္ဓာကိုယ်တွေကလွန်ခဲ့တဲ့နှစ်90ကျော်ကတည်းကသိဆုံးပျက်စီးသွားပြီဖြစ်ပါတယ်ကဲဤဖြူအိုးပျက်စီးလိုက်တော့နော်ရှင်မပြက်စီကောင်းတော့ကျမမလုပ်နိုင်တန်တရားဆိုတာတဘောနှစ်ဘောနဲ့ပြီးသွားတော့မဟုတ်တာဤဒီတဘောမဆိုရင်နောက်တဘောမဆိုရင်ဟိုးနောက်တဘောကျုပ်တို့ရဲ့အခုတွေ့ဆုံမှုပန်ရောစီတွေအကြောင်းပဲတော့ဖြစ်မသွားပါဘူးဤဖြူရဲ့